မနေ့က Manchester City ရဲ့ Premier League Champion Trophy ကိုလူယူခဲ့တဲ့ Liverpool အသင်းဟာဒီရာသီ Premier League ပွဲစဉ်7မှာတော့ Manchester City နဲ့ထိပ်တိုက်တွေ့ဆုံနေပါပြီ။ Manchester City ကအိမ်ကွင်းမှာ Liverpool ကိုဧည့်ခံကစားရမှာပါ။လက်ရှိရပ်တည်မှုကိုကြည့်ရင်တော့ Manchester City ဟာ10ပွဲကစားပြီးချိန်မှာ6ပွဲနိုင်၊1ပွဲတည်3ပွဲချုံရမှတ်16မှတ်နဲ့အမှတ်ပေးစရာအဆင့်2မှာရှိနေပါတယ်။တိုက်စစ်ကသွင်းကို20တွင်းယူပြီးခန်းစစ်က10ဂိုးပဲပြန်ပေးထားရတာပါ။ Premier League လက်ရှိချန်ပီယံ Liverpool ကတော့အခုနောက်ပိုင်းပွဲစဉ်တွေမှာရလက်ကောင်းဖို့ရုန်းကန်နေရပေမဲ့10ပွဲမှာ6ပွဲနိုင်4ပွဲရှုံးရမှတ်18မှတ်နဲ့အမှတ်ပေးစရာအဆင့်3မှာရှိနေတာပါ။တိုက်စစ်ကတွင်းကို18ဂိုးသွင်းယူထားပြီးခန်းစစ်ကလည်း14ဂိုးပြန်ပေးထားရပါတယ်။ Manchester City အသင်းကစပါးကိုရှုံးနေပြီးတဲ့နောက် Premier League နောက်ဆုံးအိမ်ကွင်း4ပွဲဆက်အနိုင်ယူထားပါတယ်။အဲ့ဒီ၄ပွဲမှာတိုက်စစ်က73ဂိုးသွင်းပြီးခန်းစစ်က2ဂိုးပဲပြန်ပေးထားရတာပါ။ဒါကြောင့် Manchester City ရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ကအထင်ကြီးစရာတော့ဖြစ်နေပါတယ်။ Liverpool ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကတော့မေကွန်းထုတ်စရာဖြစ်နေပါတယ်။ဒီရာသီအဝေးကွင်း5ပွဲမှာ2ပွဲပဲနိုင်ပြီးတော့3ပွဲရှုံးထားပါတယ်။ရာသီစကနယူကာဆယ်တို့ဘန်လီတို့နဲ့အဝေးကွင်းပွဲစဉ်တွေကိုအနိုင်ရခဲ့ပေမဲ့နောက်ပိုင်း Premier League အဝေးကွင်း3ပွဲဆက်တိုက်ရှုံးထားတာပါ။ Brentford, Chelsea, Palace တို့ကိုရှုံးခဲ့တာဖြစ်ပါတယ်။အဝေးကွင်း5ပွဲမှာတိုက်စစ်က10ဂိုးပဲသွင်းယူထားပြီးခန်းစစ်က9ဂိုးထိပြန်ပေးထားရပါတယ်။လက်တလောခြေစွမ်းကိုကြည့်ရင်တော့ Manchester City ကနောက်ဆုံး Premier League 5ပွဲမှာ4ပွဲနိုင်ထားပြီး Liverpool ကနောက်ဆုံး Premier League 5ပွဲမှာ2ပွဲပဲနိုင်ထားပါတယ်။ဒါကြောင့်လက်တလောခြေစွမ်းရ Man City က Liverpool ထက်ပိုပြီးတည်ငြိမ်ကောင်းမွန်နေတာကိုတွေ့ရမှာပါဒီနေ့တင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်တော့ပြိုင်ပွဲစုံနောက်ဆုံး10ပွဲမှာလီဗာပူးက9ကြိမ်နိုင်ပြီးမန်ချက်စတာစီးတီးက2ကြိမ်ပဲအနိုင်ရထားပါတယ်3ကြိမ်ကတည်ရကျထားပါတယ်ထိပ်တိုက်တွေ့ဆုံမှုမှာတော့လီဗာပူးကအပြတ်အသက်ကိုအသာရနေတာပါဒဏ်ရာရအခြေအနေကိုကြည့်မယ်ဆိုရင်လည်းမန်ချက်စတာစီးတီးအသင်းကကိုပါစစ်ကလွဲရင်ကြံကစားသမားတွေကြံ့ခိုင်မှုပြေဝနေပြီးလီဗာပူးကတော့နောက်ခံလူဖရင်ပေါင်ကိုသမားအလက်ဆွန်နဲ့တိုက်စစ်မှုအီဆက်တို့ဒဏ်ရာကြောင့်လွဲချော်ဖို့ရှိနေပါတယ်။မန်ချက်စတာစီးတီးဟာကစားသမားအသစ်တွေနဲ့ကစားသမားဟောင်းတွေကြားဟန်ချက်ညီမှုကိုရှာဖွေနေစေဖြစ်ပေမဲ့လည်းတိုက်စစ်မှုဟာလန်နဲ့ဖီဖိုဒန်တို့ရဲ့ရှေ့စွမ်းကအတော်လေးကောင်းမွန်နေပါတယ်။လီဗာပူးကလည်းကစားသမားအသစ်တွေထိုင်ကြဖို့ကြိုးစားနေရစေကာလမှာရှိနေပါတယ်။တိုက်စစ်ပိုင်းမှာအိုရီဂတ်ပိုကပုံမှန်ဂိုးသွင်းရှည်ရှိနေပေမဲ့မိုဟာမက်ဆာလက်ယုံကြည်မှုကျဆင်းနေသလိုနောက်ခံလူဗန်တိုက် ကလည်းခြေစွမ်းတွေကျဆင်းလာပါတယ်။သို့တော့နောက်ဆုံးနှစ်ပွဲမှာလီဗာပူးကရီယယ်မက်ဒရစ်နဲ့ဘီလာတို့လိုအသင်းတွေကိုအနိုင်ယူလိုက်တဲ့အတွက်ကစားသမားတွေရဲ့ယုံကြည်မှုပိုင်းမှာတော့လီဗာပူးကပြန်လည်မြင့်မားလာဖို့ရှိပါတယ်အရှင်နေရရက်ကိုကျင့်တော့မန်ချက်စတာစီးတီးကအနိုင်ရဖို့ဒီပွဲမှာပိုပြီးရခိုင်နှုန်းများနေပါတယ်။သို့တော်လည်းအသင်းကြီးချင်းတွေ့တာမို့မန်စီးတီးကလီဗာပူးကိုရှော့တွက်လိုက်ရင်အမှားကြီးမှားသွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးဟာနေရာစုံကစားသမားစုံဟာပြိုင်ဘက်တွေကိုကောင်းကောင်းထိုးနှက်နိုင်စွမ်းရှိတဲ့စွမ်းဆောင်ရည်နဲ့တကူတော်ခြေစွမ်းတွေရှိနေလို့ပါပဲ။ကျွန်တော်ကတော့ဒီပွဲကိုတည်ကြသွားမယ်လို့ထင်ပါတယ်။